တရုတ်ဆောင်တန်တာမော်ဒိတ်တယောက်အသုံးချခံလိုက်ရတာဖြစ်ကြောင်းပြောပြလာတဲ့ဟိန်းထက်ရဲ့ရည်စားဟောင်းရွှေချိုမလေးလက်တလုံးလူမှုကွန်ရက်စာမျက်နှာထက်မှာတရုတ်ဆောင်ဟိန်းထက်ရဲ့ရည်စားဟောင်းဖြစ်ခဲ့ဘူးသူရွှေချိုမလေးကသူမနဲ့ပတ်သက်ခဲ့ဘူးတဲ့အတွေ့အကြုံတွေအပြင်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ်မိမသားချင်းကိုချင်းစာစိတ်နဲ့သတိပေးစကားတွေကိုအချက်အလက်အပြည့်စုံနဲ့ပူပွင့်လေးလေးရင်ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။ဟာသူမအနေနဲ့ဘယ်မိန်းကလေးကိုမှမမုန်းပဲတနာမိတာကြောင့်အခုလိုပြောပြရခြင်းဖြစ်ကြောင်းဆိုလာခဲ့ပါတယ်။သူမရင်ဖွေးချက်တွေထဲမှာပတ်သက်ခဲ့မှုတဲ့၃နှစ်လုံးမှာသူယူဝင်ဆိုတဲ့မိန်းမက9ယောက်လောက်ရှိနေပြီးကိုတော့စတဲ့ခတဲ့ကယူကျင်တဲ့ပုံစံလုပ်ပြမိသားစုနဲ့မိတ်ဆက်တာအပြေတော်မပေးရသေးဘဲနဲ့မိုင်းတွေတင်တာဖုန်းမကိုင်ရင်မစ်ကော90လောက်ခေါ်ခဲ့ပြလို့အသက်19နှစ်ပဲရှိသေးတဲ့ကိုကကြောက်ပြီးတော့တွဲမိခဲ့တယ်လို့အတိကအကြောင်းအရာတွေကိုအစပြုပြောပြလာခဲ့တာလည်းဖြစ်ပါတယ်နော်။ဒါအပြင်ပတ်သက်ခဲ့တဲ့တစ်ချောင်းလုံးမှာလည်းဒီနေ့သူငယ်ချင်းနဲ့မိတ်ဆက်ပြီးနောက်နေ့မှာအဲ့ဒီသူငယ်ချင်းနဲ့ညာသွားတာမျိုးတွေ9ယောက်6ယောက်မကရှိခဲ့ဘူးတဲ့ဆိုပြီးတော့လေထပ်မံသတိပေးပြောဆိုခဲ့တာလည်းတွေ့ရှိရပါတယ်။လက်ရှိမင်းသမီးကျော်တနာမိုးသိန်းနဲ့ပတ်သက်ပြီးတော့လေဟာအဲ့ဒီအမနဲ့တွေ့တော့ကလည်းဘယ်လိုဆိုအကြောင်းအရေးမွေ့ပြောခဲ့ဘူးပါတယ်။ထပ်ပေါ်ပေးရရင်အမကိုလည်းသူမချစ်ပါဘူးအမကိုအတုံးချပြီးတော့နာမည်ကြီးချင်လို့ follower တိုးအောင်လုပ်တာပါသူကဘသူ့ပေါ်မှာစိတ်ရင်းနဲ့မရှိပါဘူးရီစားသူငယ်ချင်းမိတ်ဆွေတွေကိုအတုံးချပြီးနေမဲ့သူဆိုပြီးတော့လေပြပြတသားဖွင့်ချလာခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်ဘသူမှမထင်တဲ့နေ့မှာပဲပြန်လည်လွမြောက်လာတဲ့မော်ဒယ်နမ်မွေးဆန်ကဲပြည်သက်ကြီးတို့ရဲ့အချိန်တော်ကြာအောင်မျှော်လင့်နေခဲ့ပေမဲ့လည်းတရုတ်ဆောင်တင်ဆောင်ဝဲကျော်ပြန်ထွက်လာတဲ့အချိန်မှာတော့လုံးဝလူငိမ့်ချမ်းသာခွင့်နဲ့မပါတဲ့မော်ဒယ်နမ်မွေးဆန်ဟာဇန်နဝါရီလ4ရက်နေ့ဂျမန်နေ့မနက်ခင်းပိုင်းမှာပဲပြန်လည်လွမြောက်လာခဲ့ပြီဖြစ်ပါတယ်ဒီတစ်ခါလွမြောက်လာတဲ့အခါမှာတော့ပြည်သက်တွေအားလုံးမျှော်လင့်ထားသလိုလူငိမ့်ချမ်းသာခွင့်နဲ့ကြော့အပေါင်းဝင်လွမြောက်တာမဟုတ်ဘဲနဲ့တူတူတိတ်တိတ်နဲ့တယောက်တည်းသာပြန်လည်လွမြောက်လာခဲ့တာလည်းဖြစ်ပါတယ်နမ်ဝိဆန်ဆိုတာကတော့ပြည်သက်တွေရဲ့အသေးစိတ်မော်ဒယ်တစ်လက်ဖြစ်သလိုခန္ဓာကိုယ်ကောက်ကြောင်းကလည်းအင်မတန်မှမိမိုက်လွန်းတာကြောင့်မြန်မာနိုင်ငံမှာဆိုရင်မော်ဒယ်နမ်ဝိဆန်နဲ့တစားဝစ်ကျော်ဟာလူရုစီကနေအားပေးမှုအများဆုံးရရှိထားတဲ့မင်းသမီးတွေလို့ပြောရင်လည်းမမှားပါဘူးသူတို့နေရာကိုတော့အလက်ထရောနစ်ဆက်သွယ်ရေးပုံမှာ33ကကြီးနဲ့ထောင်ဒဏ်ချမှတ်ခဲ့ကြတာလည်းဖြစ်ပြီးတော့တစားဝစ်ကျော်ကတော့အရင်ဆုံးလွမြောက်လာခဲ့တာလည်းဖြစ်ပါတယ်ပြည်သက်တွေအနေနဲ့ကတော့မော်ဒယ်နမ်ဝိဆန်ကိုလည်းမော်ဒယ်လောကမှာပြန်လည်မြင်ကျင်တာကြောင့်နှမျိုးတန်းတာဖြစ်နေကြပေမဲ့လည်းသူကတော့အခုချိန်မှသာပြန်လည်လွမြောက်လာခဲ့တာလည်းဖြစ်ပါတယ်။သူမလွမြောက်လာခဲ့ပြီးနောက်ပိုင်းမှာတော့မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်နေသွားဖို့ဆုံးဖြတ်ထားတာကြောင့်အရင်ကလိုမျိုးမော်ဒယ်လုပ်တွေပြန်လုံးဖြစ်မယ်မလို့ဖြစ်ဘူးဆိုတာကတော့မသေးချာနေပါဘူးရှင်။ပြည်သက်ကြီးတို့လည်းထောင်ထဲကနေဒီကနေ့မှပြန်လည်လွမြောက်လာတဲ့သူမအတွက်အားပေးစကားလေးတွေပြောပြသွားကြပါအောင်ရှင်။